ပင်တက်လိုက်တယ်ပင်တက်တဲ့ကောင်လေးကိုဒီမှာဒါလေးကိုဖြုတ်လိုက်လဲရတယ်ဒါလေးကိုဒီကနေဟိုမသွားတော့ပဲဒီကနေတန်းဖြုတ်လိုက်လို့ရတယ်တန်းဖြုတ်ပြီးဆိုသူ့ကို delete ဖက်လိုက်မယ်ဒါဒီလိုလဲရတယ်နော်အဲ့တော့သူကဒီမှာ select မှတ်လိုက်ပဲဒီမှာပင်တက်လိုက်ပြီပင်တက်လိုက်တဲ့ဟာကိုဒီကနေပြန်ဖြုတ်မယ်ပြီးဆိုလို့ရှိရင်သူ့ကို select မှတ်တာပဲဖြစ်ဖြစ် delete မှတ်တာပဲဖြစ်ဖြစ်လုပ်လိုက်မယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့သူ့ကိုအခု select မှတ်လိုက်တယ် select တွေအကုန်လုံးကိုမှတ်လိုက်တာနော်အဲ့တော့အဲ့ select တွေကိုသူကဒီ pipeline တစ်လိုင်းမှတ်ချင်တာဒီ pipeline တစ်လိုင်းလုံးကိုမှတ်ချင်တာဒါဆိုသူကဘယ်လိုမှတ်မလဲဆိုတော့သူ့ရဲ့ဒီကနေပြီးတော့မှသူ့ကို pointer လေးကိုတင်ထားမယ်နော် pointer လေးတင်ပြီးတော့ tag ကြီးလေးကိုနှိပ်လိုက်မယ်ဒါဆိုသူကတစ်လိုင်းလုံးမှတ်သွားတယ်အဲ့တော့မှ click တစ်ချက်ချလိုက်မယ်ပေါ့နော်အဲ့ဒါဆိုတစ်လိုင်းလုံးမှတ်သွားပြီအဲ့တော့တစ်လိုင်းလုံးကိုပင်တက်လိုက်မယ်ဒါဆိုပင်တက်သွားပြီနော်ပင်တက်သွားပြီအဲ့တော့ဒီမှာလဲတစ်လိုင်းလုံးမှတ်ချင်တာဒီမှာ pointer လေးကိုတင်ုံပဲတင်သူကတစ်ခုစာပဲပြပေးတယ် pointer တစ်ခုစာပဲပြပေးတယ်အဲ့ခါမှသူ့ကိုတက်ကြီးလေးနှိပ်လိုက်တယ်ဒါဆိုအားလုံးပြသွားပြီအဲ့တော့ click တစ်ချက်ချလိုက်တယ်ပြီးတော့သူ့ကိုပင်တက်လိုက်တယ်ပင်တက်လိုက်တော့ဒီမှာပင်တက်သွားပြီအဲ့တော့ပင်တက်တယ်ဆိုတာကသူကအကုန်လုံးကိုရွှေ့လို့မရအောင်လုပ်လိုက်တာပေါ့အဲ့တော့ဒီပင်ကိုပဲရွှေ့ဒီပင်ကိုပဲရွှေ့ဒီလိုမျိုးဆက်လက်မှတ်ထားလို့ဒီလိုပုံလေးပေါ်နေဆိုရင်ပင်ကရွှေ့လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒီခါမှာသူကဆက်လက်မှတ်လို့ကတော့ရတယ်ဒါပေမဲ့ပင်ပဲတက်ထားတာဆက်လက်မှတ်လို့ရတယ်ပင်ကိုပါဆက်လက်မှတ်လို့မရအောင်လုပ်ထားမယ်ဒါဆိုလို့ရှိရင်သူ့ကိုဒီမှာသူ့ကိုဆက်လက်မှတ်လိုက်မယ်သူ့ကိုဒီပေတွေပေါ့နော်ဒီပေတွေကိုသူကဆက်လက်မှတ်လို့မရအောင်လုပ်ချင်တာဒါဆိုဒီမှာသူ့ကိုဆက်လက်မမှတ်တော့ဘူးဒီဘေးကနေဒီကောင်လေးကိုနှိပ်လိုက်မယ်ဒီမှာပေပုံသဏ္ဍာန်လေးရှိတယ်ဒီပေပုံသဏ္ဍာန်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူကဆက်လက်မှတ်လို့လည်းမရတော့ဘူးသူတို့ဒီပင်တက်ထားတဲ့ကောင်တွေကဆက်လက်ဝင်မှာမဟုတ်တော့ဘူးကိုဘလို့ပဲဆက်လက်မှတ်ဒီပင်တက်ထားတဲ့ကောင်တွေကဆက်လက်ဝင်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့ဆိုလို့ရှိရင်သူကကြတော့ဒီအားလေးကိုပြန်ဖြုတ်မှရမယ်ဒါဆိုဒါလေးကိုပြန်ဖြုတ်ရမယ်ဒါလေးကိုပြန်ဖြုတ်ပြီးတဲ့အခါကျတော့မှကိုကဆက်လက်မှတ်တယ်ဆိုလို့ရှိရင်ဆက်လက်ပင်တွေကဆက်လက်ပြန်ဝင်နေမှာဖြစ်တယ်ပေါ့အဲ့တော့ပင်လက်တက်ထားရမယ်ပြီးတော့ဒါကိုလည်းဖြုတ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ object ကဘယ်လိုပဲမှတ်မှတ် selection ဝင်မှာမဟုတ်ဘူးအဲ့အတွက်ကြောင့်ဒီပင်လေးကိုဖြုတ်ထားရမယ်ဒီပင်လေးကိုဖြုတ်ထားပြီးတဲ့အခါမှာသူကဒီမှာ select မှတ်မယ်ပြီးဆိုပင်တွေဖြုတ်မယ်ဆိုရင်ပင်တွေဖြုတ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒါကကြတော့ object တွေကရွှေ့လို့ရသွားမယ်ကိုအရေးကြီးတဲ့ဟာတွေ grid line တွေဆိုလို့ရှိရင်ပင်တက်ထားလို့ရတယ်ပေါ့နော်ဒီလို object တွေနေရာမရွေ့စေချင်တဲ့အရာတွေဆိုလို့ရှိရင်ပင်တက်ပေးထားလို့ရတယ်ပေါ့